မင်္ဂလာပါဒီနေ့ကတော့ရာဒီတနစ်ကျော်ပေါ့နော်ဒီစီးပွားရေးလုပ်ငန်းကိုအလုပ်ကိုင်လာတဲ့တနစ်ကျော်အတွင်းမှာဘယ်လိုခက်ခဲလေးတွေကိုကြော်ဖြပြီးတော့ဘယ်လို mindset လေးတွေနဲ့ဖြတ်တန်းလာပြီးတော့ဘယ်လိုအောင်မြင်မှုတွေကိုရယူခဲ့တယ်လဲဆိုတဲ့အကြောင်းလေးကိုရာရဲ့မိတ်ဆွေတွေကိုလည်း share လုပ်ပေးရင်းနဲ့ကိုလည်းဂုဏ်ပြုရင်းပေါ့နော်ဆိုတော့ဒီ video file ကိုလောက်ရခြင်းဖြစ်ပါတယ်များသောအားဖြင့်တော့ဒီစီးပွားရေးလုပ်ငန်းကိုစတင်လုပ်ကိုင်တဲ့အချိန်ကစပြီးတော့ social ကိုအသုံးပြုတဲ့အချိန်မှာစီးပွားရေးလုပ်ငန်းအကြောင်းတွေပဲများသောအားဖြင့် sharing လုပ်ပေးဖြစ်တယ်ပေါ့နော်အရင်တုန်းကတော့လိုမျိုး TikTok တွေပါတယ်ဒီတာမန်ပုံတွေလောက်တင်တာတွေတော့နည်းသွားတယ်ပေါ့နော်ဆိုတော့ဒီစီးပွားရေးလုပ်ငန်းကိုစတင်မလုပ်ခင်တုန်းကတော့ရာတခြားသောပေါ့နော်တခြားသောကိုလှုပ်ထားတဲ့အရာတွေလောက်ထားခဲ့တယ်ပြီးလို့ရှိရင်လုံနိုင်ခဲ့တဲ့အရာတွေလောက်ခဲ့တယ်ပြီးလို့ရှိရင်ကိုရမိသားစုစပိုရင်းနဲ့ပေါ့နော်လက်ထဲမှာမမေရရမရှိနေဘူးပေါ့နော်ဒါပေမဲ့ဘလို့ဖြစ်ဖြစ်ဘဝတစ်ခုကိုဖြတ်တန်းနေပြီဆိုလို့ရှိရင်တိကျသိချတဲ့ကိုပိုင်စီးပွားရေးလုပ်ငန်းတစ်ခုတော့ရှိတဲ့နေဆိုတာရာရဲ့ mindset ထဲမှာအမြဲလိုတော့ရှိတယ်ပေါ့နော်အခွင့်အလမ်းမရသေးလို့ဒါမလောက်ကင်နိုင်ခဲ့တာပေါ့နော်ဒါပေမဲ့ပြုံးစားကြီးပေါ့နော်ဒီလိုအခွင့်အလမ်းကောင်းမှုတဲ့အလုပ်ကိုရာစတွေ့နေတဲ့အချိန်မှာပေါ့နော်ရာရဲ့ဘန်ခတ်ထဲမှာစင်ကာပူဒေါ်လာမရနှစ်ကျပ်နဲ့60ဆင့်လားမသိဘူးအဲ့လောက်ပဲရှိခဲ့တယ်ပေါ့နော်အဲ့လိုရှိခဲ့တဲ့အချိန်မှာရာဒီစီးပွားရေးလုပ်ငန်းတွေကို register ဝင်လုပ်ပြီးတော့လစ်လာမယ်ဆိုတော့ကိုစိုးရိမ်မှုတွေပေါ့နော်အရန်ကြောက်နေခဲ့တယ်ဘာကြောက်လို့ကြောက်မှန်းတော့မသိဘူးတကယ်တမ်းကျတော့ကိုယ့်အိတ်ထောင်ထဲမှာအဲ့ဒါပဲရှိတယ်ပေါ့နော်ဒါပေမဲ့လစ်လာရင်းနဲ့ဒီစီးပွားရေးပုံစံသဘောကျတယ်ပေါ့နော်တိကျသိချခြင်းရှိမရှိဘူးတော့ရာမသိခဲ့ဘူးသဘောကျတဲ့အတွက်ကြောင့်မလို့ဒီပေးလာတဲ့149ကြာရင်လုံးမယ်မကြာရင်149ပြန်ထုတ်မယ်ဆိုတော့system ကိုသဘောကျလို့နောက်တစ်လမှာပဲဒီ149ကိုအမိရထက်ဝင်ခဲ့ပြီးတော့ဝင်ရောက်လေ့လာခဲ့တယ်ပေါ့နော်လေ့လာပြီးတော့ကိုယ့်ရဲ့အခွင့်အလမ်းတွေကိုကိုသိရှိပြီးတဲ့နောက်ပိုင်းမှာရဒီစီးပွားရေးလမ်းကြောင်းပေါ်ကိုရောက်အောင်သွားမယ်ရောက်အောင်လုပ်မယ်ဆိုတဲ့အတွေးလေးတွေနဲ့ရကိုဒီဇိုင်းလုပ်ခဲ့တယ်ပေါ့နော်လုပ်နေရင်းကနေရမှလည်းကျန်တဲ့ဝေယဝိစာတွေကလည်းအများကြီးရှိသေးတယ်မိသားစုတွေရဲ့စောင်းနေတွေကလည်းရှိသေးတဲ့အတွက်ကြောင့်မလို့ကိုရလာတဲ့ကိုရဲ့ဒီလက်ကဒီကိုအများကြီးပေါ့နော်စုဆောင်းနိုင်ခြင်းတော့မရှိဘူးဒါပေမဲ့ဒီစီးပွားရေးလုပ်ငန်းကိုလောက်ကိုက်ခြင်းစိတ်တစ်ခုတည်းနဲ့ကိုရတဖြည်းဖြည်းနဲ့ရရဲ့ပန်းတိုက်စီကိုပေါ့နော်ရသွားနိုင်တဲ့လမ်းကြောင်းတွေကိုရရှာဖွေပြီးတော့လှုပ်ဆောင်ခဲ့တယ်ပေါ့နော်အဲ့နဲ့တနည်းအတွင်းမှာရပန်းတိုက်တစ်ခုကိုစိုက်တူနိုင်ခဲ့တယ်ပေါ့နော်အဲ့အချိန်စိုက်နိုင်ခဲ့တယ်ပေါ့နော်အဲ့လိုစိုက်တဲ့ကိုလည်းအရန်ကိုယူပြီးတိဖြစ်မိတယ်ဆိုတော့company တစ်ခုရဲ့ business ID တစ်ခုကိုရယူနိုင်ခဲ့တယ်ပေါ့နော်ဒါပေမဲ့အခုဒီတလ2လနောက်ပိုင်းမှာပေါ့နော်တနည်းပြစ်ပြီးတော့အမှန်တော့ပြီးခဲ့တလ2လလောက်တော့မှတလင်းပြစ်ခဲ့တာပေါ့နော်ဆိုတော့ချိန်မှာဒီအခုဆိုလို့ရှိရင်ဒီမနေ့ကပေါ့နော်မနေ့ကနောက်ထပ်ပေါ့နော် business တစ်ခုကိုထားယူနိုင်ခဲ့တယ်ပေါ့နော်ထားပြီးတော့ခြေလမ်းတစ်ခုကိုထပ်လမ်းနိုင်ခဲ့တယ်ပေါ့နော်ဆိုတော့သွားတာကတော့သွားတာချင်းတူတူပဲအမောက်များနဲ့မြန်ဆန်ဆန်သွားနိုင်တဲ့သူကမြန်ဆန်ဆန်ခရီးရောက်တယ်ရတို့ကဒီအဲ့ခြေလမ်းကိုမလန်းနိုင်တဲ့အတွက်ကြောင့်မလို့ရတဖြည်းဖြည်းနဲ့ကိုတက်နိုင်တဲ့ခြေလမ်းနဲ့ရလန်းနိုင်ခဲ့လန်းခဲ့တယ်အဲ့အတွက်ကြောင့်မလို့လဲအချိန်တစ်ခုရောက်တဲ့အချိန်မှာနေရာတစ်ခုတော့ရရှိတယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ရဆိုလို့ရှိရင်ကိုအရန်ပဲပြန်ပြီးတော့တေချာပြန်စဉ်းစားကြည့်လိုက်တဲ့အချိန်မှာငါလည်းတော်နေပါလားပေါ့နော်ဆိုတော့နောက်တစ်ချက်ကရမိတ်ဆွေတို့ရ sharing လုပ်ပေးခြင်းတဲ့အချက်ပေါ့နော်အရန်ကြီးကိုတန်ဖိုးရှိတယ်ရအများအားလက်ကင်ထားတဲ့အရာပေါ့နော်တကယ်တော့ရတို့ကကြောင်းနေခဲ့တာသူငယ်တန်းကနေအထက်တန်းတက္ကသိုလ်ပေါ့နော်ရောက်တဲ့အထိပေါ့များသောအားဖြင့်ကတော့ရတို့သင်ကြားခဲ့တဲ့ပညာရတွေကအကြောင်းပြီးတော့လို့ရှိရင်ပြန်သွားကျောင်းပြန်သွားတယ်ပေါ့နော်ကိုယ်စီမှာဘာမှမရကြံခဲ့လေးမရှိဘူးပေါ့နော်ထိုနည်းတူစွာပဲရလဲထိုနည်း၎င်းပဲကြောက်ပိတ်ပြီးဆိုလို့ရှိရင်ကျောင်းမှာသင်ခဲ့တဲ့စာတွေကျောင်းကိုပြန်ရောက်တယ်ပေါ့နော်ကိုယ်စီမှာဘာမှမရမကြံခဲ့ဘူးကြံခဲ့တယ်ဆိုလို့မြန်မာစာနဲ့ပတ်သက်ရင်ကကြီးခါကိုရနေအထိပေါ့အင်္ဂလိပ်စာနဲ့ပတ်သက်ရင် ABC Z အထိပေါ့နော်ဆိုတော့ဒီလောက် level ရတော့မရထီ
ကြံခဲ့တယ်ပေါ့နော်ဒါပေမဲ့ရစီမှာကြံခဲ့တာတံပိုးမပြနိုင်တဲ့အရာတွေလည်းရှိတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့ပုံပြင်လေးတွေပေါ့နော်ပုံပြင်ပေါ့တံပိုးရှိတဲ့ပုံပြင်လေးတွေပေါ့ဆိုတော့ရပေါ်မှာရဖြတ်တန်းလာတဲ့အခက်အခဲတော်တော်များများအဲ့ပုံပြင်လေးကိုအတူယူပြီးတော့ပဲဖြတ်တန်းလာခဲ့တာများတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကိုကဆင်းရဲတဲ့မိသားစုကနေမွေးဖွားလာတာဖြစ်တဲ့အတွက်ကြောင့်မလို့ဆိုတော့သူများလိုမျိုးတော့ပေါ့နော်ချမ်းသာတဲ့လူတိုင်းဝိုင်းတွေလိုမျိုးတော့အင်တိုက်အားတိုက်ကြီးကိုလှုပ်ချင်တဲ့အရာတစ်ခုကိုအခုချက်ချင်းထလှုပ်နိုင်တာမျိုးကိုလိုချင်တဲ့အရာတစ်ခုကိုအခုချက်ချင်းထပြီးတော့ဝယ်နိုင်တာထပြီးတော့စားနိုင်တာမျိုးမဟုတ်တဲ့အတွက်ကြောင့်မလို့အဲ့ပုံပြင်လေးကအတိုင်းပဲပေါ့နော်အဲ့ပုံပြင်လေးရဆိုလို့ရှိရင်ဥမာပေါ့နော်မပူကျွဲတဲ့ခရုငယ်လိုမျိုးဆိုတော့ယုံနှင်းလိတ်လိုမျိုးပေါ့နော်ဆိုတော့အဲ့ဒါကိုရငငယ်တုန်းကဆိုရင်အများကြီးခေါင်းထဲမှာဆွဲတင်ကြံခဲ့တယ်ပေါ့နော်ရရဲ့ဘဝပန်းတိုင်းမှာလည်းဒီတိုင်းပဲသွားရမယ်ဆိုတာရကိုရပြန်ပြီးတော့စဉ်းစားမိတယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့လဲရလှုပ်လိုက်တဲ့အလုတ်တိုင်းကလည်းအဲ့မပူကျွဲနဲ့ခရုငယ်လိုပုံစံမျိုးလှုပ်ခဲ့တယ်ယုံနဲ့လိတ်ပုံပြင်တွေကလိုမျိုးလိတ်လိုမျိုးပဲရရဲ့ခီးကိုဆက်ခဲ့တယ်ပေါ့နော်ဆိုတော့အဲ့အတွက်ကြောင့်မလို့လဲရမြင်မှုတွေကိုတေးသေးလေးရနေပေါ့နော်နေရာတစ်ခုအထိရောက်ရှိခဲ့တယ်ဒီစီးပွားရေးလုံးကြောက်ပေါ်ရောက်နေတဲ့အချိန်မှာလဲအဲ့အတိုင်းပဲပေါ့နော်အဲ့ဒီ story တွေကအတိုင်းပဲတဖြည်းဖြည်းချင်းနဲ့ရလန်းခဲ့တယ်လန်းနဲ့အလေရောက်လဲရတရစ်ပြီးတရစ်ပေါ့နော်ရရဲ့အောင်မြင်မှုတစ်ခုကိုရစတင်အကောင့်ထဲပေါ်နိုင်ခဲ့တယ်ပေါ့တကယ်တော့ဒီအောင်မြင်မှုကလည်းဥမာ system ကပေးတဲ့ milestone ကြီးစားကြီးတွေမဟုတ်တော့ညာလဲရသွားမဲ့လမ်းကြောင်းရသွားမဲ့ရစီးပွားရေးလမ်းကြောင်းပေါ်မှာသွားနိုင်ခြင်းဟိုကလည်းရရဲ့အောင်မြင်မှုတစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့ကိုပဲဂုဏ်ယူမဆုံးဖြစ်မိတယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ရရဲ့မိတ်ဆွေတွေလည်းအလုပ်တစ်ခုကိုသွားချင်တဲ့အရာတစ်ခုကိုစိတ်ထဲမှာရှိနေပြီဆိုရင်ရတဲ့နည်းနဲ့သွားနိုင်ဖို့အတွက်အကြံပြုတယ်ပေါ့နော်ဘယ်တော့မှလက်မလျှော့ပါနဲ့ကိုကခြေတလန်းနဲ့စနိုင်ခြေတလန်းနဲ့ပဲစပေါ့နော်ဆိုတော့သူများတွေစိုက်ကယ်စီးတာကားစီးနိုင်တာလေရင်စီးနိုင်တာတွေကိုတော့အားကြမနေနဲ့ကိုပိုင်ဆိုင်ထားတဲ့အရာတန်ဖိုးအရှိဆုံးပဲလို့ရဒီဗီဒီယိုဖိုင်လေးနဲ့ရမိတ်ဆွေတွေကိုစိတ်ကူအားပေးချင်ပါတယ်ပေါ့နော်အားလုံးပဲကျမ်းမာပျော်ရွှင်ကြပါစေ